ကျုပ်တို့တိုင်းပြည်မှာတော့ဗျာပြည်သူပြည်သားတွေကစီးပွားရေးတွေအလွန်အင်မတန်ကောင်းပြီးတော့တာယာစီပင်ဝပြောလွန်းလို့လေ12လရာသီလုံးပွဲတွေကိုချိန်တဲ့ကျင်းပကြတယ်ဗျဒီနေ့မှာတော့စကားကြီး10ခုနဲ့ကကြက်စုပ်ခုတ်ပစ်စကားပြောနည်းနဲ့ပတ်သက်တဲ့ပုံမြင်လေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဗျတခါတော့ကပညာရှိအမတ်ကြီး2ယောက်ဟာစကားစစ်ထိုးကြတော့တယ်အမတ်ကြီး2ယောက်ထဲမှာတစ်ယောက်ကတော့အိမ်ရှင်အမတ်ကြီးဖြစ်ပြီးတော့တခြားတစ်ယောက်ကတော့တခြားတိုင်းပြည်ကနေသူတို့တိုင်းပြည်ကိုလာရောက်လည်ပတ်တဲ့အမတ်ကြီးပဲဖြစ်တော့တယ်အဲဒီလိုနဲ့ဧည့်သည်အမတ်ကြီးကစပြီးတော့ပြောတော့တယ်ကျုပ်တို့တိုင်းပြည်ကပြည်သူတွေကတော့ဗျာစီးပွားရေးအလွန်ကောင်းပြီးတော့အလွန်ချမ်းသာကြတာဗျဒါကြောင့်ပဲ12လရာသီလုံးမှာမပြတ်တမ်းပွဲတွေကိုချိန်တဲ့ကျင်းပကြတာဗောဗျအဲဒီလိုပြောလိုက်တော့အိမ်ရှင်အမတ်ကြီးကဟုတ်တာဗောလို့ထောက်ခံတော့တယ်ဘာကြောင့်ထောက်ခံရတာလဲဆိုရင်တော့ဧည့်သည်ပညာရှိအမတ်ကြီးပြောကြားတဲ့စကားဟာသူ့ကိုဘာမှမထိခိုက်လို့ပဲဖြစ်တော့တယ်အဲဒါပြီးတော့အိမ်ရှင်ပညာရှိအမတ်ကြီးကပြန်ပြောတော့တယ်ကျုပ်တို့တိုင်းပြည်မှာတော့ဗျာပြည်သူပြည်သားတွေကစီးပွားရေးတွေအလွန်အင်မတန်ကောင်းပြီးတော့တာယာစီပင်ဝပြောလွန်းလို့လေ12လရာသီလုံးပွဲတွေကိုချိန်တဲ့ကျင်းပကြတယ်ဗျအခုဆိုရင်ပြည်သူတွေကပွဲဆိုတဲ့အတန်ကြားရင်တော့ဘယ်သူမှထမကြည့်ကြတော့ဘူးဗျာအဲ့လောက်ကိုယိုးသွားကြတာဗျအဲဒီလိုပြောလိုက်တော့ဧည့်သည်ပညာရှိအမတ်ကြီးကဟုတ်လို့လားအမတ်ကြီးကကျုပ်ခမားတို့တိုင်းပြည်ဝင်လာတော့ကလေကျုပ်ဝင်လာတာကိုပြည်သူပြည်သားတွေကတိုးဝေပြီးတော့အလူရဲ့ကြည်နေကြတာဗျခမားပြောတော့12လရာသီလုံးပွဲတွေကျင်းပလို့ဘယ်သူမှပွဲမကြည့်ကြတော့ဘူးဆိုဘာလို့ကျုပ်လာတာကိုကြာအထူးဆန်းလုပ်ပြီးတော့ပြည်သူတွေကဝိုင်းကြည့်ကြတာလေဗျထိုအခါအိမ်ရှင်ပညာရှိအမတ်ကြီးကကျုပ်တို့ပြည်သူပြည်သားတွေရဲ့သဘာဝကအဲ့လိုဖြစ်နေတာဗျဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ကနေ့တိုင်းမင်္ဂလာစင်တော်ကြီးကိုလေကာကျိုးတွေဆင်းပြီးတော့တရက်ကို3ချိန်တိတိတိုင်းပြည်ကိုလှည့်လည်ပြီးတော့ပြသတာဗျဒါတော့မှဘသူမှမကြည့်ကြဘူးဗျဒါပေမဲ့တခုတော့ရှိရဲ့ဗျစင်ရိုင်းတွေကိုဖမ်းလာတာပဲဖြစ်ဖြစ်စင်ရိုင်းတွေဝင်လာတာပဲဖြစ်ဖြစ်အဲ့လိုဆိုရင်တော့ကျုပ်တို့ပြည်သူပြည်သားတွေကအလူရက်ကိုကြည့်ကြတော့တာပဲဗျို့ဒါကြောင့်ပညာရှိအမတ်ကြီးတို့ကိုလည်းဘယ်ကလူရိုင်းတွေစင်စည်းပြီးဝင်လာတာလဲဆိုပြီးအလူရက်ကြည့်ကြတာဖြစ်ပါလိမ့်မယ်ဗျအဲ့ဒီလိုနဲ့ပညာရှိအမတ်ကြီး2ယောက်စကားစစ်ထိုးတဲ့ပွဲမှာတော့အိမ်ရှင်ပညာရှိအမတ်ကြီးကအနိုင်ရရှိသွားတော့တယ်ဒီပုံမြင်ထဲမှာအိမ်ရှင်ပညာရှိအမတ်ကြီးပြောသွားတဲ့စကားဟာဆိုရင်တော့ကြက်စုပ်ခုတ်ပစ်စကားပြောနည်းပဲဖြစ်တော့တယ်ကြက်စုပ်ခုတ်ပစ်စကားပြောနည်းဆိုတာကတော့ကြက်တွေရဲ့သဘောကခွတ်မဟန်ပြုတ်လိုက်နောက်ကိုစုပ်ဟန်ပြလိုက်နဲ့တကယ်ခွတ်တဲ့ခါမှစီးပြီးခွတ်တတ်တာမျိုးပဲဖြစ်တော့တယ်အဲ့ဒီသဘောနည်းတူစကားပြောဆိုရမှာလဲတစ်ဖက်လူရဲ့အလိုကိုလိုက်တန်သွေးလိုက်ပြီးတော့တင်စီးပြောနိုင်တဲ့အခါမျိုးမှာတင်စီးပြီးပြောခြင်းကိုကြက်စုပ်ခုတ်ပစ်စကားပြောနည်းလို့ခေါ်တော့တယ်ဒါကြောင့်လူကြီးမင်းတို့နေ့စဉ်ကြုံတွေ့နေရတဲ့ဘဝမှာလဲကြက်စုပ်ခုတ်ပစ်စကားပြောနည်းကိုအသုံးပြုပြီးတော့အဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ကြပါသေးဗျကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်